Talk the talk. Do you walk the walk? Talk the talk, and I walk the walk, baby. talk the talk walk the walk ဒီရဲ့ idiomatic စကားလေးကဘာကိုဆိုလို့ချင်တာလဲ talk the talk ဆိုတာကအပြောပဲများတယ်လေလုံးထွားတယ်ကိုပြောချင်တာ walk the walk ဆိုတာကကိုပြောတဲ့စကားအတိုင်းလက်တွေ့ဖြစ်အောင်လှုပ်ဆောင်တာဆိုတော့ talk the talk walk the walk ဆိုတာကလေလုံးကြီးပဲထွားမနေပဲနဲ့တကယ်လက်တွေ့မှာကိုပြောထားတဲ့အတိုင်းဖြစ်အောင်လုပ်တာကိုပြောချင်တာပါအဲ့ for example အနေနဲ့ဆိုရင် he promised to improve the company culture but he never talks the talks and walk the walk သူကဒီ company culture ကို improve လုပ်ပေးမယ်လို့ဂရုပေးခဲ့ပေးမယ်လို့လေလုံးထွားတာပဲရှိတယ်တကယ်လက်တွေ့ဖြစ်မလာဘူးနောက်ထပ်ဥပမာအနေနဲ့ဆိုရင် it's easy to talk the talk but you have to walk the walk လေလုံးထွားရလွယ်တယ်တကယ်လက်တွေ့လုပ်ပြဖို့ပဲလိုအပ်တယ်နောက်ဆုံးအနေနဲ့ဆိုရင်if you want to be a good leader you can't just talk the talk you must walk the walk leader ခေါင်းတယောက်ဖြစ်ဖို့ဆိုလို့ရှိရင်လေလုံးထွားနေလို့လည်းမရဘူးတကယ်လက်တွေ့လှုပ်ဆောင်ချက်တွေလိုအပ်တယ်ဆိုလို့ရှိရင် talk the talk walk the walk ဆိုတဲ့ idiom စကားလေးကိုသုံးသပ်မယ်လို့မျှော်လင့်ပါတယ် see you for more bye bye